ဝင်းမောင်ရွှေယောက်ျားထက်ချမ်းသာတဲ့သူကိုယူလိုက်တဲ့မင်းသမီးရင်လက်ပရိသတ်များလုံးမဲ့မင်္ဂလာပါလူပညာလောကမှာမင်းသမီးတွေကတထေးတွေနဲ့အိမ်တောင်ကြတာစမ်းတဲ့ကိစ္စတော့မဟုတ်ဘူးရှင်ဒါပေမဲ့ဒီတစ်ခေါက်ပြောပြမယ့်အကြောင်းအရာကတော့တေချားထဲမှာတော်တော်လေးလှုပ်ခတ်သွားစေတဲ့သတင်းတစ်ပုဒ်ပါအထူးသဖြင့်ဝင်းမောင်ရွှေတောင်လိုက်မမီတော့ဘူးလို့ပြောစမှတ်တွင်သွားစေတဲ့အထိချမ်းသာကြွယ်ဝသူနဲ့ဖူးစာဆောင်သွားတဲ့သူကတော့မင်းသမီးရင်လက်ပဲဖြစ်ပါတယ်တစ်ချိန်ကတော့တော်မင်းသမီး fighting မင်းသမီးလို့အနှံ့ခံခဲ့ရသူရင်လက်ကအခုချိန်မှာတော့အနုပညာတလောကလုံးကိုခြေပြားထောက်ပြီးပြလိုက်ပါတယ်ပရိသတ်တွေသိထားကြတာကအနုပညာလောကမှာဝင်းမောင်ရွှေကသာမြန်မာတနိုင်ငံလုံးကစီးပွားရေးလုပ်ငန်းအများစုကိုပိုင်ဆိုင်တဲ့ VV အချို့ရပိုင်ရှင်တထိန်ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားလို့ကံအကောင်းဆုံးအချမ်းသာဆုံးလို့သတ်မှတ်ထားကြတာပါဒါပေမဲ့အဲ့ဒီနေရာကိုအခုတော့ရင်လက်ကဝင်ရောက်နေရာယူလိုက်ပြီလို့ဆိုရမှာပါရှင်ဘာလို့လဲဆိုတော့ရင်လက်ရွေးချယ်လိုက်တဲ့ခင်မွန်းတဲ့ကိုမြတ်တုတာကြောင့်ပါပဲကိုမြတ်တုတာဆိုတော့ပြည်ရင်းကတာမန်ခရိုနီတထေးတယောက်မဟုတ်ဘူးရှင်ဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရဲ့မြို့မျက်နှာဖုံးဘီလီယံနာတထေးကြီးတူဖြစ်ပါတယ်သတင်းတွေအရတော့သူဟာမဲလ်ဘုန်းမြို့မှာကုန်တိုက်ကြီးတွေနဲ့စူပါမားကတ်စုစုပေါင်းအခု30လောက်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီးဒီပိုင်ဆိုင်မှုပမာဏကမြန်မာပြည်ရင်းကနာမည်ကြီးတထေးတွေထက်အဆပေါင်းများစွာတာလွန်နေတာပါဒါကြောင့်လဲမင်္ဂလာပွဲမှာရင်လက်ကိုရွှေချင်း15ပိတ်တာလောက်အထိဝတ်ဆင်ပေးပြီးသူ့ရဲ့ကြွယ်ဝမှုတွေကိုသက်သေပြခဲ့တာဖြစ်ပါတယ်ဝင်းမောင်ရွှေတို့ဆိုဗီယက်သစင်တို့တောင်မှန်သက်သွားစီတဲ့ဒီပိုင်ဆိုင်မှုတွေကရင်လက်ကိုအရှင်မင်းသမီးဘဝကနေဘီလီယံနာကတော်ဘဝကိုချက်ချင်းပြောင်းလဲပေးလိုက်တာပါရင်လက်ရဲ့အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်သူကနေကားတွေ fighting ကားတွေမှာကြမ်းကြမ်းတမ်းတမ်းတည်ဆောင်ခဲ့ရတဲ့သူပါအနုပညာလောကရဲ့တဘာဝအရာနေကားရိုက်တဲ့မင်းသမီးတွေကိုမြို့ပေါ်ကရိုက်တဲ့ထိပ်တန်းမင်းသမီးတချို့ကအထင်သေးတတ်ကြနှိမ့်ချဆက်ဆံတတ်ကြပါတယ်ရင်လက်ဟာဒီတန်တွေကိုကြိတ်မိတ်သီးခံခဲ့ရတဲ့သူပါရှင်ဒါအပြင်အတိတ်တုန်းကမင်းသမီးထက်ထက်မိုးရဲ့ခင်မောဟောင်းကိုဆိုင်လွှတ်နဲ့ချစ်ကြိုက်ခဲ့ပူပြီးအသေးခွဲခဲ့ရတဲ့ဒဏ်ရာတွေလည်းရှိခဲ့ပူပါတယ်အဲ့ဒီတုန်းကတော့လူတွေကသူ့ကိုကံမကောင်းရှာပါဘူးလို့တနာခဲ့ကြပေမဲ့အခုတော့အချင်းတွေကပြောင်းပြန်ဖြစ်သွားခဲ့ပြီရှင်ရင်လက်ရဲ့မင်္ဂလာပွဲဟာသူမကိုအထင်သေးခဲ့တဲ့သူတွေအတွက်တကယ်ကိုပညာသားပပလက်တုပ်ပြန်လိုက်တဲ့ပွဲလို့တော့ပြောရင်မမှားပါဘူးနော်ရင်လက်ရဲ့မင်္ဂလာပွဲမှာထိတ်တန်းမင်းသမီးမင်းသားအများစုကိုမတွေ့ရဘူးရှင်ဒါဟာမလာကြတာမဟုတ်ပဲရင်လက်ကတမင်သက်သက်မဖိတ်ခဲ့တာပါအထူးသဖြင့်သူမကိုတော်မင်းသမီးလို့နှင်ခဲ့ဘူးတဲ့ဟန်ဆောင်ကောင်းတဲ့အနုပညာရှင်တွေကိုအဖက်မလုပ်ကြောင်းပြသတဲ့အနေနဲ့ဖိတ်စာမကမ်းမဲ့ချန်လက်ထားခဲ့တာပါသူမနဲ့တကယ်ခင်မင်ပြီးသူမဘဝကိုတန်မိုးထားပြီးမိမိတန်းနုလိုဝိုင်းရဲ့မင်းသမီးကြီးအနှဲငယ်လောက်ကိုသာဖိတ်ကြားခဲ့ပါတယ်အခုချိန်မှာတော့ရင်လက်ကမဲလ်ဘုန်းမြို့ပေါ်ကကုန်တိုက်ပန်ရှင်တထေးကြော်ကြီးဖြစ်ဘဝကိုစံစားရတော့မှာပါရွှေရီစိန်နေဝတ်ဆင်ပေးတာထက်ပိုတန်ဖိုးရှိတာကရင်လက်ကိုမျက်နှာတစ်ချက်မညိုရလျောင်ထားပါမယ်ဆိုရဲခင်မောတဲ့ရဲ့ဂရီကဘောပါပဲဝင်းမောင်ရွှေထက်တောင်ပိုချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်သွားတဲ့ရင်လက်ကိုကြည့်ပြီးတစ်ချိန်ကသူမကိုနှိမ်ခဲ့တဲ့သူတွေတောင်အော်တကြီးငေးမော့ချင်ရခဲ့ရတာပါကန်ဆိုတာလို့ယူလို့ရတယ်လို့မှန်ကန်တဲ့ရွေးချယ်မှုကဘဝကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာရင်လက်ကသက်သေပြသွားခဲ့တာပါအခုဆိုရင်တော့သူမကမကြခင်မှာခင်မောတဲ့ရှိအောင်ဩစတြေးလျကိုအပိလိုက်ပါတော့မှာဖြစ်ပါတယ်ကဲပရိသတ်ကြီးဝင်းမောင်ရွှေရဲ့ခင်မောထက်ချမ်းသာတဲ့ဘီလီယံနာတထေးကြီးကိုလက်ထပ်ပြီးအနုပညာလောကကိုခြေပြသွားတဲ့ရင်လက်ရဲ့ကန်စာတာကိုဘလို့ထင်မြင်ကြပါသလဲကန်နိတ်တယ်လို့ထင်ရတဲ့ဘဝကနေဘီလီယံနာကတော့ဖြစ်သွားတဲ့သူမရဲ့ဇလန်းကတကယ်ကိုစိတ်လှုပ်ရှားစရာပါနော်ပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ